အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel လေးနှုတ်ဆက်လိုက်ပါလေဗျာမနေ့ကတော့ရေပန်းစားနေတဲ့ဘရာဇီးကတော့အမှတ်မထင်မဲနဲ့နော်ဝေးနဲ့တွေ့ပြီးတော့ပြတ်သွားပြီနှစ်ကိုးတကိုးဆိုတဲ့အနေထားနဲ့အင်္ဂလန်ကတော်တော်ကန်လိုက်ရတာအေရှမက်ဆီကိုအင်္ဂလန်ကပနတီလည်းရပါလဲမက်ဆီကိုလည်းပနတီရပါ3-2ဆိုတဲ့အနေထားနဲ့နိုင်ရရှိပြီးတော့ဒီနေ့တော့တွေ့မယ်အင်္ဂလန်နဲ့နော်ဝေးနဲ့ကွာတာမှာတော့တွေ့ပြီဆိုတော့ဒီနေ့မှာကျွန်တော်စိတ်ဝင်စားဖို့ကောင်းနေတဲ့ final တစ်ပွဲရှိရနော်စပိန်နဲ့ပေါ်တူဂီပွဲပြီးတော့ USA နဲ့ Belgium ကတော့အရှင်မှာနောက်ဆုံးအသင်းအနေနဲ့ကျွန်တော် prediction လေးစလိုက်အောင် okay okay ကျွန်တော် USA နဲ့ Belgium ပွဲလေးအရင်ဆုံးစလိုက်အောင် USA ကရှုံးထားတယ်နိုင်ထားတယ်အရှုံးနိုင်ရှုံးပွဲ2ပွဲနိုင်ပွဲ3ပွဲ Belgium မှာရှုံးပွဲမရှိဘူးနိုင်ပွဲ3ပွဲနဲ့သေပွဲ2ပွဲပဲ USA က32သင်းပွဲမှာဘော့စနီးယား2-0နဲ့နိုင်လာတယ်ဘယ်ဂျီယန်စီနီကိုအသေးအတန်ခံတာ3-2နဲ့ဒီပွဲစဉ်ကိုပြိသက်လေး prediction ပေးတာ40-16 44တိတ်မကွာဟာလည်းနေထားမှာစဉ်းစားရလည်းနည်းနည်းကြက်ဒီပွဲကြီးကတကယ်ချင်းတို့ရောဘယ်သိန်းနိုင်မှထင်တယ်ကျွန်တော်ကတော့ဒီပွဲမှာတော့ Asian USA ပဲကျွန်တော်ခေါ်လာခြင်း Asian နဲ့သိန်းပြုတ်သွားပြီဆိုတော့ USA အတွက်အင်အားပဲလို့ကျွန်တော် prediction ခံမှန်းမှာဆိုဒီပွဲစဉ်ကိုကျွန်တော် USA 2-2ဆိုတဲ့အနေထားနဲ့နိုင်ရအောင်မယ်ကျွန်တော်ပွဲစဉ်ခံမှန်းလိုက်ပါတယ်ဗျာ okay ကျွန်တော်စိတ်ဝင်စားနေတဲ့ final တစ်ဖွဲ့ဆိုတော့ Europe က1-10နဲ့2သင်းနော်စောတယ်လို့ပြောရမှာဒီနေ့ထိုင်းမှာလာတွေ့တာ16သင်းမှာကွာတာမှာလာမဟုတ်16သင်းမှာလာတွေ့တယ်ပေါ်တူဂီနဲ့စပိန်ပေါ်တူဂီမှာလည်းလူကောင်းတွေများပြီးတော့ပွဲမစီတဲ့အနေထားဖြစ်နေလယ်တန်းမှာကြည့်လိုက်ကျွတ်စိန်ဘတ်တင်ဟာရဲ့နာဘတ်ရဲ့ဖာနန်တဲ့ကျွတ်စိန်ဒါသမားကြီးတယ်ဒီပွဲမှာစပိန်ကရာမယ်ကတော့ဒီကဘာဖလားမှာခြေစွမ်းသိမ့်မပြဘူးလို့ပြောရမှာနော်ဘက်နစ်ကြီးကတော့နည်းနည်းကောင်းနေတယ်နီကိုဝီလီယန်ကလည်းဒီပွဲမှာပြန်ပါမလားဆိုတော့ကျွန်တော်စိတ်ဝင်စားဖို့ကောင်းနှစ်သင်းလုံးကရှုံးပွဲလုံးဝမရှိတော့ပေါ်တူဂီကလည်းရှုံးပွဲမရှိထားဘူးစပိန်ကလည်းပေးကူတော့တော်တော်နည်းတဲ့အနေထားဆိုဒီပွဲကြီးစားတယ်ခေါင်းစားတယ်တကယ်ချင်းတော့ရောဘယ်သင်းကိုနိုင်မှထင်ဒီပွဲကြီးမှာကျွန်တော်ကတော့ဒီပွဲစဉ်ကြီးမှာတော့ချိန်ပိုလောင်ပါသွားမလားချိန်ပိုဆိုတဲ့အနေထားနဲ့စပိန်2-1နဲ့ကတ်နိုင်သွားမယ်လို့ကျွန်တော်ပွဲစဉ်ခံမှန်းရင်းနဲ့တကယ်ချင်းတို့ဒီနေ့ prediction တွေနှုတ်ဆက်လိုက်ပါမနေ့ဖြန်နောက်ဆုံးရင်းနဲ့ပြန်တွေ့မယ်အားလုံးပဲကျေးဇူးတင်ပါတယ်